ဝင်ကြီးကတရဖူကိုမင်းသမီးရဲ့ခေါင်းပေါ်ကိုစောင်းပေးဖို့ကြိုးစားခဲ့ပေမဲ့သူမရဲ့ခေါင်းဟာအရန်ကြီးလွန်းနေပါတယ်ဘလို့ပဲကြိုးစားတရဖူကိုတင်လို့မရပဲနောက်ဆုံးမှာတော့ကျိုးသွားခဲ့ရပါတယ်ဒါကိုမြင်လိုက်ရတဲ့ခမ်းမထဲကလူအားလုံးဟာဝိုင်းပြီးရေမောကြပါတော့တယ်မင်းသမီးဟာလူအများရှိမှအဆက်တကွဲဖြစ်သွားရတဲ့အတွက်အလွန်ပဲဒေါသထွက်ပြီးလူအများရှိမှတင်ပောက်ကွဲငေါငန်းပါတော့တယ်သူမရဲ့အပြုမူကိုမြင်သွားတဲ့ဘုရင်ကြီးဟာအလွန်စိတ်ပြတ်သွားပြီးသူမအစားတခြားမင်းသမီးကိုသာထီးနှံလွှဲအပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်မင်းသမီးဟာအမအကြီးဆုံးဖြစ်ပြီးထီးနှံကိုဆက်ခံဖို့အခွင့်အရေးရှိသူဖြစ်လို့ဒီသတင်းကြောင့်မှင်တက်သွားရပါတယ်သူမဟာဒီကိစ္စတွေအားလုံးအတွက်သူမရဲ့ညီမဖြစ်သူကိုပဲအပြစ်တင်ခဲ့ပါတယ်အကယ်၍သာသူမရဲ့ညီမဟာငငယ်တုန်းကလိန်ညာခဲ့ခြင်းမရှိဘူးဆိုရင်ဒီလိုမျိုးဘယ်တော့မှဖြစ်လာမှာမဟုတ်ပါဘူးသူတို့ငယ်စဉ်တုန်းကမင်းသမီးရဲ့ညီမဟာတတိတလုံးကိုခိုးစားခဲ့ပြီးသူတို့မိခင်မသိအောင်အကျွင်းကြံအစအနတွေကိုသူမအမရဲ့ကတင်အောက်ထဲကိုတိတ်တဆိတ်ကန်သွင်းထားခဲ့ပါတယ်အဲ့ဒီအခါမှာသူတို့မိခင်ကမင်းသမီးပဲစားခဲ့တာလို့ယုံကြည်သွားခဲ့ပါတယ်မင်းသမီးကသူမရဲ့ညီမကိုအမှန်တိုင်းပြောပြဖို့တောင်းပန်ခဲ့ပေမဲ့ညီမကတော့ဆက်ပြီးလိန်ညာဖို့ပဲရွေးချယ်ခဲ့ပါတယ်မင်းသမီးဟာဒေါသအလွန်ထွက်ပြီးအပြင်ကိုဝုန်းတိုင်းကျဲပြေးထွက်သွားရကနေမတော်တဆချော်လဲပြီးခေါင်းနဲ့မြေကြီးနဲ့ပြင်းပြင်းထန်ထန်ရိုက်မိသွားပါတယ်အဲ့ဒီမတော်တဆမှုဖြစ်ပြီးနောက်မှာတော့သူမအသက်ကြီးလာတာနဲ့အမျှခေါင်းဟာလည်းတဖြည်းဖြည်းကြီးထွားလာခဲ့ပြီးလူတွေရဲ့ကဲ့ရဲ့လှောင်ပြောင်းခြင်းကိုခံခဲ့ရပါတယ်အခုချိန်မှာတော့ဘုရင်ကြီးကသူမကိုထိနှံမပေးတော့တဲ့အတွက်သူမရဲ့ဒေါသတွေကအထုပ်ထိပ်သို့ရောက်ရှိလာပြီးခေါင်းဟာလည်းအရင်ကထက်ပိုမိုကြီးထွားဖောင်းကားလာပါတော့တယ်